င်္ဂလာပါရှင်ခုတစ်ခေါက်ကြတော့ Premier ပိုးမဟုတ်ပဲနဲ့ခြီသားပေါ့နော်နှစ်တရာဒိုင်းမွန်းခြီအတိုင်အဖောက်ခတ်ထားတယ်ကျွန်တော်တို့ကိုပိုင်တန်းထွက်ထားတဲ့အထည်လေးပြပေးမယ်ဒီအစင်လေးကတော်တော်လေးလက်ရကောင်းတယ်ဒိုင်းမွန်းခြီအတိုင်အဖောက်နဲ့ခတ်တာခြီအကောင်းစားတဲ့ယူကိုယူစေခြင်းတဲ့အထည်မျိုးပါရှေ့မှာထွက်တဲ့မြအကုန်ကိုကုန်သွားပါပြီဒါလေးအုပ်ထပ်ထွက်တာပေါ့နော်အယောင်လေးအရန်လှတာမလို့အယောင်လေးကြည့်ပေးပါအောင်နော်အယောင်လေးဒါလေးကကြတော့သူ့ရဲ့အယောင်လေးကတန်ကြီးစိမ်းအရင်လေးပေါ့နော်တန်ကြီးစိမ်းအရင်လေးအယောင်ဆက်ကလေးတော်လှတယ်တန်ကြီးစိမ်းအရင်လေးကလာအစမ်းလေးပေါ့နော်ခြီတော်လေးကောင်းလာဖြစ်တဲ့အတွက်ကြောင့်ခြီကောင်းစားပဲဝှချင်တဲ့အမလေးဒါလေးယူဖြစ်အောင်ယူပါဒီလိုမျိုးလေးပါနော်လိတ်ကလေးကိုအဆန်ခွဲလေးနဲ့ဒူနာလေးပါဒါလေးကနော်အယောင်လေးကတော့ဒီလိုအယောင်မျိုးလေးအရင်လေးပေါ့နော်အရင်လေးအယောင်ဆန်းဆန်းလေးအယောင်ဆန်းဆန်းလေးတအားလာဒါလေးဒါလေးကနံပါတ်လေးက289လေးပါဒီထည်လေးကိုတော့ကျွန်မကဒီပစိုးလေးနဲ့တွဲပေးထားပါတယ်နော်ဒီပစိုးလေးနဲ့တွဲပေးထားတာနော်ဒါလေးနဲ့တွဲပေးထားတယ်တွဲထားတဲ့ပစိုးလေးကလည်းခြီသားလေးပဲ1 set ကလေးကလည်းခြီသားလေးပဲနော်ပစိုးလေးကတော့ဈေးနှုန်းလေး9000ပါဒီ1 set ကလေးကကြတော့ဈေးနှုန်းလေးကဘယ်လောက်လဲမသိဒီ1 set ကလေးရဲ့ဈေးနှုန်းနဲ့3,900ပါနော်ဒါလေးကနောက်တစ်ထည်လေးကကြတော့ဒီအရောင်လေးပေါ့နော်ဒီအရောင်လေးကကြတော့သူကမိချစ်ဆန်အရင်လေးပေါ့နော်ပစိုးလေးပါမိချစ်ဆန်အရင်လေးပါဒီဟာလေးအရာတို့လို့မိချစ်ဆန်အရင်လေးကြောင့်ပလဲဖောက်ပြီးအောင်လည်းတွဲပေးထားတာပေါ့နော်ခြိသားလေးပဲအဲ့တော့ပလဲဖောက်လေးလိုချင်တယ်ဆိုသူကလည်း9000ပဲเนาะအဲ့တော့ဒီအရောင်လေးကကြတော့သူကမိချစ်ဆန်အရင်လေးအရောင်အရန်လှရတာလေးပဲအဲ့လိုမျိုးလေးပါเนาะဒီအရောင်လေးပါဒါလေးကနံပါတ်လေးက290နဲ့မှ8ပါဒီရောင်ကြိုက်တယ်ဆိုရင်တစ်ထည်ရပါတယ်เนาะနောက်တစ်ထည်ကကြတော့ဒီရောင်လေးကကြတော့မြင်းချီစိမ်းရောင်လေးလို့ပြောရမှာမြင်းချီစိမ်းရောင်လေးပေါ့เนาะဒီရောင်လေးလည်းနည်းနည်းလင်းလင်းလေးနဲ့လှရเนาะဒီမြင်းချီစိမ်းရောင်လေးကိုတော့ကျွန်မဒီပစိုးလေးနဲ့တွဲပေးထားတာเนาะဒီပစိုးလေးကကြတော့ရိုးရအကွက်ကလေးပေါ့မှာရေဆိုကွက်စိတ်ကလေးပေါ့เนาะဒါလေးကပစိုးလေးက9000ပါเนาะပစိုးလေးက9000ပါဒီရောင်လေးကဒီလိုလေးနော်သားလေးကောင်းတယ်ခိုင်းနံလေးလည်းကောင်းတယ်ခွန်းတော့ထွားပါနော်ဒါလေးလေဒီအလေးကနံပါတ်လေးက289ပါနောက်တစ်ထည်လေးကကြတော့ဒီအရောင်လေးပေါ့နော်ရင်းလေးသူကဟိုခရမ်းနဲ့အညိုပေါ့နော်သူကအညိုတိုင်ထဲမှာခရမ်းဖောက်ထားခရမ်းနဲ့အညိုရောထားအယောင်ခံအရင်လေးနဲ့လှရတာလေးပဲပန်းချီလေးပေါ်တာပေါ့နော်သူကရောင်ခံရင့်လေးနဲ့လာဒီရောင်လေးပါเนาะဒီဟာလေးကိုတော့ကျွန်တော်ဒီပစိုးလေးနဲ့တွေ့ထားဒီပစိုးလေးကခြီအကွက်ဆန်းလေးပေါ့เนาะခြီအကွက်ဆန်းလေးကိုအရောင်ခံရင့်လေးနဲ့တွေ့ထားတယ်ပစိုးလေးက9000ပါเนาะစိတ်သားနဲ့တွဲချင်နဲ့တွဲပြီးလို့ရတယ်เนาะအတွဲလေးလို့ချင်တယ်ဆိုဒါလေးကနံပါတ်က284ပါလောလောဆယ်တော့ဒီဒီဇိုင်းလေးကအရောင်လေး4ရောင်ထပ်ပြီးတော့ထွက်တယ်ဒီဒီဇိုင်းပြီးရင်မထွက်တော့ဘူးဒီဟာလေးကထပ်မရတော့ထပ်မထွက်တော့ဘူးဒါပေမဲ့အခုတင်ထားတဲ့ stock ထဲမှာများရှိမလားပြန်ကြည့်ပေးမယ်เนาะဒီဇိုင်းပြောင်းသွားပြီဖြစ်တဲ့ကြောင့်ဒီဒီဇိုင်းလေးကမရှိတော့ဘူးအကယ်၍များရကြနေဆိုရင်တော့ဒီလေးအုပ်ပြီးထပ်မရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်သွေးလေးလည်းအရန်ကောင်းတဲ့ချီကြိုက်တဲ့ဆိုရင်ဆက်သွယ်ပေးပါအောင်เนาะ